အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရအရှေ့အလယ်ပိုင်းဒေသမှာအကြီးစားစစ်ရေးအပြောင်းလဲတွေဖြစ်ပေါ်နေပါတယ်။အီရတ်ကုတ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဟာအီရန်နိုင်ငံအတွင်းကိုမြေပြင်ထိုးစစ်တွေစတင်လိုက်ပြီဖြစ်ကြောင်းအမေရိကန်အရာရှိတဦးကအတည်ပြုပြောကြားလိုက်ပါတယ်။ Operation Epic Party ရဲ့9ရက်မြောက်နေ့မှာတော့ပန်တဂွန်စစ်ဌာနချုပ်ကအီရန်စစ်တပ်ရဲ့အခြေအနေကိုခြေမုံခံရခြင်းဖျက်ဆီးခံရခြင်းနဲ့ရှုံးနိမ့်ခြင်းဆိုတဲ့စကားလုံးတွေနဲ့ဖော်ပြနေပါတယ်။သမ္မတထွန်းကလည်းအီရန်ရဲ့ခေါင်းဆောင်ပိုင်းဟာလင်းမြန်စွာပြိုလဲပျက်စီးနေပြီးခေါင်းဆောင်နေရာစက္ကန့်မဲ့သူတိုင်းဟာလည်းဖယ်ရှားခြင်းခံနေရတယ်လို့ဆိုပါတယ်။စစ်ရေးကျွမ်းကျင်သူတွေရဲ့အဆိုအရအီရန်ရဲ့စစ်ရေးစွမ်းဆောင်ရည်တွေဟာတနာရီချင်းလိုက်ပျောက်ကွယ်နေပါတယ်။အမေရိကန်စစ်ဦးစီးချုပ်များကတော့ဒါဟာအစပဲရှိသေးတယ်လို့တတိပေးထားပြီးစစ်စင်ရေးကိုရှော့ချဖို့ထက်ပိုမိုရှိန်မြင့်တင်သွားမယ်လို့ဆိုပါတယ်။ဒီကနေ့မှာပဲဘုံကျဲလေရင်တွေနဲ့တိုက်လေရင်တွေထပ်မံရောက်ရှိနေပြီးအမေရိကန်ရဲ့အင်အားဟာအပြတ်အသတ်လွှမ်းမိုးထားနိုင်စေဖြစ်ပါတယ်။ဒီစစ်စင်ရေးရဲ့အဓိကရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ပြီးခဲ့တဲ့49နှစ်လုံးအမေရိကန်နဲ့မဟာမိတ်တွေကိုချိန်ချောက်နေရဲ့အကြမ်းဖက်ဆိုးရကိုတုံ့ပြန်ဖို့နဲ့အီရန်နိုင်ငံအနေနဲ့နျူကလ িয়ার လက်နက်လုံးဝမပိုင်ဆိုင်နိုင်စေဖို့ဖြစ်ပါတယ်။သမ္မတဟာတန်တမန်နီးလန်းနဲ့ငြိမ်းချမ်းရေးကိုအကြိမ်ကြိမ်စ조사ခဲ့ပေမဲ့အီရန်ဆိုးရကတော့ဖျက်ဆီးလိုစိတ်နဲ့အမေရိကန်တွေကိုတပ်ဖြတ်ဖို့ပဲရည်ရွယ်ခဲ့တာကြောင့်ဒီစစ်ရေးအရအရေးယူမှုကိုမလွဲမသွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ကိန်းဂဏန်းတွေအရကြည့်မယ်ဆိုရင်အမေရိကန်ဟာအီရန်ရဲ့စစ်ရေးပစ်မှတ်ပေါင်း2000ကျော်ကိုထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ပြီးအီရန်ရဲ့တပ်သင်္ဘော20ကျော်ကိုလည်းဖျက်ဆီးနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအစ္စရေးလေတပ်ဟာခဲယမ်းမီးကျောက်ပေါင်း9000ကျော်အသုံးပြုပြီးအီရန်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုကထင်သာမြင်သာရှိလာပါတယ်။အီရန်ရဲ့ပဲ့ထိန်းဒုံးကြီးပစ်လွတ်နိုင်စွမ်းဟာစစ်စင်ရေးပထမရက်နဲ့နှိုင်းယှဉ်ရင်88%ထိကျဆင်းသွားသလိုဒုံးနဲ့တိုက်ခိုက်နိုင်စွမ်းဟာလည်း83%ထိလျော့ကျသွားပါပြီ။အထူးသဖြင့်အမေရိကန်ရေငုပ်သင်္ဘောတစ်စီးကအီရန်ရဲ့အဖိုးတန်ဆုံးရေတပ်သင်္ဘောကိုနစ်မြုပ်လိုက်နိုင်တာဟာသမ္မတထွန်းရဲ့အီရန်ရေတပ်ကိုအပီးတိုင်ခြေမုံရေးရည်မှန်းချက်နဲ့ပုံမနီးဆက်သွားစေပါတယ်။လက်ရှိမှာတော့အိမ်ဖြူတော်ကနေလက်နက်ထုတ်လုပ်မှုတွေကိုအရှိန်မြင့်ဖို့အစီအစဉ်နေပြီးရန်သူပေါ်မှာတနေ့24နာရီပတ်လုံးမပြတ်တမ်းဖိအားပေးသွားဖို့ပြင်ဆင်ထားပါတယ်။အရှေ့အလယ်ပိုင်းဒေသကအမေရိကန်နိုင်ငံသား1,000ကျော်ကတော့နေရက်ကိုဘေးကင်းစွာပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။အနှစ်50နီးပါးထိမ့်မနိုင်သိမ်းမရဖြစ်ခဲ့တဲ့အီရန်နိုင်ငံဟာအခုတော့ရင်းတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ပါပြန်လည်စကားပြောဆိုမှုတွေလုပ်နေရပြီဖြစ်ပါတယ်။အမေရိကန်ဟာဒီတိုက်ပွဲကိုလိုအပ်တဲ့ဆက်လက်ဆင်နွှဲသွားဖို့အင်အားပြေဝရှိနေကြောင်းတင်ဆက်ပေးရင်ဒီနေ့ရဲ့သတင်းထူးအစီအစဉ်ကိုဒီမှာတင်ရပ်နာခွင့်ပြုပါ